လက်ဦးစီရဖြစ်တဲ့မိဘနှစ်ပါးရဲ့သွန်သင်ဆုံးမလမ်းပြမှုတွေကောင်းတော့ဒီကလေးလေးကသာသမီရတနာလေးဖြစ်လာတာပါနော်ဒီကလေးငယ်လေးကအမှန်တကယ်တော်ပြီးတော့အမှန်တကယ်ချစ်စရာကောင်းတဲ့ကလေးငယ်လေးတစ်ယောက်ဖြစ်တယ်အဲကြောင့်မလို့နောက်ထပ်ကလေးငယ်လေးတွေအတွက်ဘ ഹു တုဒရဲ့အနေနဲ့ပြန်လေမြောက်ရခြင်းဖြစ်ပါတယ်ခင်ဗျာကဲကြည့်လိုက်အောင်ဗျာနော်ယတနာပတ္တပါလေပုံပါဖရာယတနာတရားယတနာတန်ခိုင်နတ်တော်နတ်တာပတ္တပါလေငါပါဖရာတရားတန်ခိုင်မိပါ နမိတ်ကြီးပတ္တပါလေလေးပါသူ့ပေါ်သူ့နာသူ့တီ အပေပတ္တပါလေ လေးပါတရားတလိုက်တယ်ပိတ်တာတွေ့ ပါရမီပတ္တပါရှိတယ်ဆယ်ပါဒါနာပါရီဒီလာပါရီနေကောင်းမပါရီပညာပါရီဝရိယပါရီခာနီပါရီတက်စတာပါရီလက်တာပါရီတိတ်ချံပါရီ ဖျား တကယ်တော်တဲ့ကလေးနော် တရားဂုံတော် 6ပါ တန်ခါဂုံတော် 9ပါကိုရှာ ငါးပါးတီလာ ပါဏာတိပါတာဝေလာမိဒိတ်တာပဲမာရီယာသူအတလည်းမတတဲ့အနေဆောင်ခြင်းအရိဏဒါနာဝေလာမိဒိတ်တာပဲမာရီယာမီသူဥစ္စာလည်းမဟုတ်ပဲအနေဆောင်ခြင်းခါမီသူမိတ်စာတာဝေလာမိဒိတ်တာပဲမာရီယာမီအမေကုန်းအမပဲအနေဆောင်ခြင်းမြူတာဝါဒဝေလာမိဒိတ်တာပဲမာရီယာကျန်ညာတွေလည်းမပြောတဲ့အနေဆောင်ခြင်းတူလာမီယာယာညတာပေါ်ရတာလားဗျာမိတိကဗျမာရီယာမီတေရလည်းမတော့ပဲအနေဆောင်ခြင်းဘူးရသေးလည်းမတော့ဆွဲအနေဆောင်ခြင်း30ပုံမှာဘယ်ပုံကအမျက်ဆုံးလဲ လူ လူပုံကဘာလို့မြက်လဲ ဘုရားချစ်ကိုရလို့ကုသိုလ်ကောင်းဝင်နိုင်လို့ဘာလို့လဲဘူးလို့ဘုရားချစ်ကိုရခေါ် တာကုကိုးကွယ်နေတဲ့ရှ िख ိုးနေတဲ့ဖျားရဲ့ဘွဲ့နာမည် ရမှာဗုဒ္ဓမြတ်စွာ ဖျားရဲ့အဖေနာမည် တော်တော်နာမည်ကြီး ဖျားရဲ့အမေနာမည် တီးမာ ဖျားရဲ့မိတွေတော်နာမည် ဖာပစာပတိကို ဖျား လုံးဝတစ်နေတာမျိုးလုံးဝမေ့နေတာမျိုးလုံးဝမရှိဘူးနော် သားတော်နာမည် တားတော့ရောက်လာ ဖျားမဖြစ်သေးဘူးဖျားမင်းသားဘွားနာမည် ပိတ်တတမင်းသား ဖျားဖြစ်တော့ဖျားရဲ့ဘွဲ့နာမည် ခေါ်ရမှာဗုဒ္ဓမြတ်စွာ ဖျားဘာဖွားပြတာ တကယ်တော်တဲ့ကလေးလေးဗျာ ဖွားပြီးပြီးချင်းခြေပတလန်းနဲ့လေ ခုနလန်းလန်း ဘယ်အရက်ကိုလှမ်းလဲ ညောင်ရက် ဘာပြောလဲ ပါကစ္စတန်နဲ့သုံးဆိုပြီးလည်းလို့ရမယ်ချစ်တော့လေစကိုင်းတုံးပြောတယ်ငါတီးလူတုံးပါအနဲ့သုံးချင်ငါတီးလူတုံးပါချီးရဲလို့နေငါတီးလူတုံးပါရှိမအောင်တုံးလေးစကိုင်းတုံး ကစုံလားပြေးလေးကဘာလို့လဲ ဘုရားပွားနေမယ်ဘုရားကြည့်တယ်ဘုရားပရိသေဆရာမွေးပြပြအိုက်ခဲ့တယ်အဲ့ကဆိုလာပြီးဒီလိုနဲ့ဘုရားနဲ့ထောက်တဲ့နဲ့ဆုံးလာပြီ အမှန်တကယ်အထံကြီးလေးစားစရာကောင်းတဲ့ချစ်စရာကလေးလေးဗျာယရဏမြတ်3ပါးနဲ့အနန္တောအနန္တ5ပါးပြီးရင်5ပါးသို့သီလကိုနည်းနည်းမှမထစ်မငိုးဘဲနဲ့မေ့ရနဲ့ဒိုင်းကနေပြန်လေဖြေဆိုနိုင်တယ်တုံးတံဝင်လူတွေကိုမေ့လို့ရှိရင်ဒိုင်းကနေလုံးဝပြန်ဖြေနိုင်မှာမဟုတ်ဘူးဒါပေမဲ့ဒီကလေးငယ်လေးကတော့နည်းနည်းမှမထစ်မငိုးဘဲနဲ့မေ့လာတဲ့မြတ်မေခွန်းတိုင်းကိုဒိုင်းကနေပြန်ဖြေနိုင်တယ်အမှန်တကယ်အထံကြီးလေးစားစရာကောင်းတယ်ကျွန်တော်လည်းအမှန်တိုင်းဝန်ခံတာဒီကလေးငယ်လောက်ကျွန်တော်မရဘူးကျွန်တော်မှတ်သားထားတာအဲ့လောက်ထိမရှိဘူးအဲကြောင့်မလို့ဒီကလေးငယ်လေးကိုနောက်ထပ်ကလေးငယ်လေးတွေလေးစားအတိယူရအောင်လို့ဘ ഹു တုဒအနေနဲ့ပြန်လေမြောက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ